မင်္ဂလာပါဒီရက်ပိုင်းဗီဒီယိုတွေတိတ်မတက်ဖြစ်တာကအလုတ်ကြီးရှုပ်နေတာကြောင့်ဗီဒီယို edit ချိန်မရတာရဲ့ဗီဒီယိုတချို့ copyright မိပြီးနီးနေတာတွေကြောင့်ဒီရက်ပိုင်းမတင်ဖြစ်တဲ့အတွက်စမျောနေကြတဲ့အမျိုးတို့ကိုအနူးညွတ်တောင်းပန်ပါတယ်ဗျဒီနေ့ကစပြီးဗီဒီယိုတွေပြန်တင်ဖေသွားနိုင်အောင်အကောင်းဆုံးစူးစမ်းပေးသွားပါမယ်ဗျဒီနေ့ဇလန်းလေးကတော့ချမ်းသာအောင်လုပ်မယ်ကောင်းဆိုတဲ့မန်ဝါလေးရဲ့အဆက်ဖြစ်ပြီးဒီအပိုင်းမှာလည်းဘလို့ကျန်းပြလဲဆိုတာကြည့်ရမှာဖြစ်ပါတယ်ဘတ်စကားပေါ်မှာတိုင်းဆန်ကရိုင်းရဲ့အိတ်တင်မကပဲတခြားမင်းကလေးတွေရဲ့အိတ်တွေကဝိုင်းတည်ပြီးထားရတာဗျစိတ်ထဲကတော့ယောက်ျားဆိုတာဘလို့ပဲအသက်ကြီးကြီးကိုယ့်ရဲ့အခြေဦးနဲ့တွေ့ရင်ဦးချောင်းချောင်းဖြစ်သွားတာပဲလို့တွေးနေတာပေါ့ရိုင်းကတော့တိုင်းဆန်ကိုအိတ်တွေအတင်းပေးတဲ့တခြားမင်းကလေးတွေကိုမျက်စောင်းထူးကြည့်နေပါတယ်တိုင်းဆန်ကတစ်တီမွေးပြီးငါနာမည်ကကျောင်းတိုင်းဆန်မာလို့မိတ်ဆက်လိုက်ခဲ့ခါရိုင်းကအံ့ဩသွားတယ်သူမမှတ်မိတာကနွေရာဒီကျောင်းပိတ်ရမတိုင်ခင်တုန်းကတိုင်းဆန်ဟာပခုံးတွေတုံပြီးကိုယုံကြည်မှုမရှိတဲ့ကျောင်းသားလေးတစ်ယောက်ပါအခုတော့တကယ်ကိုလူချောကြီးဖြစ်ပြောင်းလဲသွားတာကိုယာရင်ကတတိထားမိသွားပါပြီကျောင်းရောက်တော့တငယ်ချင်းတွေဖြစ်တဲ့ဒေဆန်ဟာယွန်းနဲ့ဒူယောင်တို့ကတိုင်ဆန်ကိုဝိုင်းနှုတ်ဆက်ကြတာပေါ့သူတို့ကတိုင်ဆန်ကိုဟေးအောင်ဆေးရောင်ကသူနာဘူးမလီရဲ့ဖုန်းနံပါတ်ရဟဲ့လားဆိုပြီးဝိုင်းစနှုတ်ကြတယ်တိုင်ဆန်ကတော့အင်ဂျီတွေတောင် profile ထိတဲ့အထိတငယ်ချင်းတွေရဲ့ကြည်ဆဲမှုကိုခံလိုက်ရပေမဲ့စိတ်ထဲမှာတော့ဒါဟာငါတို့ရဲ့တန်ရိုးစင်ပဲဆိုပြီးပျော်နေရှာပါတယ်အတန်းထဲမှာဆရာကင်းရောက်လာပြီးခဲ့တဲ့စာမေးပွဲမှာငါတို့အတန်းကနောက်ဆုံးกว่าဒီတစ်ခါရောက်ငါမျက်နှာကိုဦးမီတော့ဦးမလားလို့မေးပါတယ်ဒါပေမဲ့တိုင်ဆန်ကတော့ကျမရဲ့အခြေအနေလမ်းမေးပြီးနွေးထွေးဆက်ဆန်ရှာပါတယ်တိုင်ဆန်ကလည်းဆရာကိုကျေးဇူးတင်တဲ့အနေနဲ့ပြုံးပြလိုက်တာပေါ့ဆရာကင်းကအတန်းစင်းကနီးမှာအားလုံးစာမေးပွဲမှာကန်ကောင်းကြပါစေလို့ဆုတောင်းပေးရင်းနဲ့တတိပေးချက်တစ်ခုကိုလည်းမမိတ်မလျော်ပြောသွားပါသေးတယ်ဆရာကင်းကအခွင့်အရေးရှိတုံးအမီအမာစုကောင်းကြနောက်မှနောင်တမရစီနဲ့လို့ပြောသွားတာကိုတိုင်ဆန်ကသဘောပေါက်ပါတယ်အနာဂတ်ကပြင်လာတဲ့သူပြီးလူမှုပတ်ဝန်းကျင်မှာပညာအရေးချင်းနဲ့နောက်ခံတာဘလောက်အရေးကြီးနေသူသိတာကိုစာမေးပွဲကန်းထဲမှာမေကွန်းလွှာကိုမြင်လိုက်ရတဲ့အချိန်မှာတော့တိုင်ဆန်တို့ပြုံးမိသွားတာဗျအနာဂတ်ကဘ ഹു တုဒတွေနဲ့ရှင်ဒီမေကွန်းတွေကသူ့အတွက်တော့အလွန်ကိုလွယ်ကူလွန်းလို့ပါစာမေးပွဲဘီလို့အပြန်ဘတ်စကောပေါ်မှာတိုင်ဆန်ကယာရင်ကိုချော့ကနလီတဒုံပေးလိုက်ပါတယ်ဒါကစာမေးပွဲဖြေတဲ့နေရာမှာမှတ်ဉဏ်အတွက်အထောက်အကူပြုတယ်နေ့အတွက်ငါစောင့်ပြီးပေးတာပါလို့ပြောလိုက်တော့ယာရင်ဘေးကတငယ်ချင်းမတွေကတော့မနာလိုဖြစ်ပြီးဝိုင်းစနှောက်နေကြတာပေါ့ယာရင်ကနီယောစာမေးပွဲကောင်းကောင်းဖြေနိုင်ရဲ့လားလို့မေးတဲ့အခါတိုင်ဆန်ကခက်တီပဲအေးငါအဆင်ပြေပါတယ်လို့ဖြေပါတယ်တကယ်တော့တိုင်ဆန်ဟာတချောင်းလုံးမှာအမှတ်အများဆုံးရထားတာဗျဘေးကမင်းကလေးတွေကလည်းသူကရုပ်လဲချောတယ်စာလဲတအားတော်တာပဲဆိုပြီးဝိုင်းချီးကျူးနေကြတာပေါ့တိုင်ဆန်ကတော့ညှင်ချောတဲ့အနေနဲ့ဆရာတွေကမေးဟုံးကိုအလွယ်ကြီးထုတ်ထားလို့ပါလို့ပြောလိုက်ပါသေးတယ်အဲ့ဒီနောက်မှာတော့တိုင်ဆန်ရဲ့အဓိကရည်ရွယ်ချက်ကိုအကောင့်အထည်အသင်းမှာတော့တယ်နင့်စီကိုနေ့တိုင်းစာပို့ပြီးအားပေးခြင်းလို့ဖုန်းနံပါတ်လေးပေးလို့ရမလားလို့မေးလိုက်တာရိုင်းခင်ဗျာရှက်နဲ့ပဲသူ့ဖုန်းနံပါတ်07327ကိုပေးလိုက်လေတော့တယ်တိုင်ဆန်ကတော့ဖုန်းထဲမှာလီယာရင်လို့နာမည်လေးမှိတ်ပြီးဗီဒင်းပေါက်အတိဘက်ကိုကြည့်ပြီးအောင်နိုင်သူတယောက်လိုကျေနပ်နေပါတော့တယ်ယာရင်နဲ့သူ့တငယ်ချင်းတွေကိုလက်ပိုင်းနှုတ်ဆက်ပြီးကြံခဲ့တဲ့တိုင်ဆန်ကတော့ဘတ်စကားပေါ်မှာယာဟူးဆိုပြီးတယောက်တည်းအောင်ပွဲခံနေတာပေါ့ယာရင်ရဲ့ဖုန်းနံပါတ်လေးကိုကြည့်ပြီးပြုံးဆေးဖြစ်နေတော့မှပဲဟေးကောင်ဒီကိုလာစမ်းဆိုတဲ့အထန်ဆိုးကြီးထွက်လာပါတယ်အဲ့ဒါကတော့ကျောင်းကနှစ်ပန်းကလက်ကလူမိုက်ချွိုင်းဟူဝဲနဲ့သူ့တပလက်ပြီပါသူတို့ကတိုင်ဆန်ကိုယာရင်နဲ့နီးစပ်နေတာကိုမြင်လို့မနာလိုဖြစ်ပြီးလာရန်စားတာဗျယာရင်ရဲ့ဖုန်းနံပါတ်ကိုငွေကိုပေးစမ်းသူကငါကြိုက်တဲ့အမျိုးအစားกว่าလို့ချွိုင်းဟူဝဲကအမိန်ပေးလိုက်သမှတိုင်ဆန်ကခက်အေးပဲပြုံးပြီးမင်းအကြိုက်ကငါနဲ့မတိုက်ဘူးကွာငါမပေးနိုင်ဘူးလို့ပြန်ပြောလိုက်တယ်ဒီတော့ချွိုင်းဟူဝမ်ကဒေါ်တာတီးနဲ့ယာရင်ကငါအပိုင်ကွာလို့អော်လာပါလေတော့တိုင်ဆန်ကနားကိုလက်နဲ့ပိတ်ပြီးမင်းဟောင်နေတာငါနားတွေအတန်းထွက်ကုန်ပြီလို့ပြန်လောင်လိုက်တော့လူမိုက်တယောက်ကတိုင်ဆန်ကိုထိုးဖို့ပြေးဝင်လာပါတယ်ဒါပေမဲ့တိုင်ဆန်ကတော့တာမန်ចောင်းသားမဟုတ်တော့ဘူးလက်တစ်ဖက်နဲ့ပဲအဲ့ဒီလူမိုက်ရဲ့လက်သီးကိုဖမ်းကျုပ်ပြီးလေလေးကိုမြောက်လွန့်ပြလိုက်တာချမ်းလောင်ပေါ်ဒုံးကနေကြာသွားတာဗျတိုင်ဆန်ကရီမောပြီးစာမေးပွဲလေးပြီးကားစီကိုဘာလို့စိတ်ဖြီးစည်းနေကြရလဲငါအသက်ကစာမေးပွဲကအရေးကြီးတယ်မင်းတို့နဲ့အချိန်ဖြုံးမှုစိတ်မဝင်ဘူးလို့အပီးအရှက်ခွာလိုက်တာဗျချွိုင်းဟူဝမ်ကမျက်နှာကြီးနီမြန်းပြီးတိုင်ဆန်ကိုတတ်မလို့ကလေးကြီးနေတော့မှာပဲဘတ်စကားဒရိုင်ဘာကဘရိတ်ကိုကြီးခနဲ့နင်းပြီးဟေးကောင်တွေအောက်မှာဘာချစ်နေကြလဲလို့လမ်းអော်လာပါတော့တယ်ဘတ်စကားပေါ်မှာနှစ်ပန်းကလက်ကလူမိုက်တွေကိုပညာပေးလိုက်တဲ့နောက်မှာတော့တိုင်ဆန်ကတော့အေးအေးဆေးဆေးပဲခေါင်းကုန်းနှုတ်ဆက်ပြီးဆင်းလာခဲ့ပါတယ်သူ့ရဲ့စိတ်ကူးထဲမှာတော့ဂန်နန်မှာတိတ်တွေဝဲမယ်ဂျဲဂျူကျုံးမှာဗီလာတွေစောင့်မယ်အားရင်ကျွန်းတလောင်လောက်ဝယ်ပစ်မယ်ဆိုတဲ့ချမ်းသာကြွယ်ဝတဲ့စံပြနိုင်ငံသားဘဝကိုပဲမက်မောနေတာပါဒါကိုလာနှောက်ရှက်တဲ့သူမြန်ကြဘဝပြက်အောင်လှုပ်ပစ်မယ်လို့ကြုံဝါထားတာပေါ့ကျောင်းရောက်တော့နေ့လယ်စားစားချိန်မှာပြဿနာကစတယ်
ကျောင်းကပေးတဲ့ဟင်းတွေကခွေးကြွေးတဲ့သမင်းထက်တောင်ဆိုးနေတာဗျတကယ်တော့ဒီကျောင်းကအာဟာရမူကြီးဒရိုက်တာရဲ့အပျော်ပါလာဘဖြစ်နေပြီးကျောင်းသားတွေစီကပတ်စံတွေကိုအိတ်ထဲထဲကဈေးပေါ်တဲ့ပယင်းငပိပုတ်တွေကိုပဲကျောင်းသားတွေကိုကျွေးနေတာပေါ့တိုင်ဆန်ကဒါကိုမျက်ရင်တွေ့မြင်ထားတာပါတိုင်ဆန်ကသမင်းပန်ကိုအသားလေးဘေးချပြီးထရိုက်တော့အာဟာရမူကဟဲ့ချောချောလေးနဲ့အာဟာဇက်တွေချုံနေရင်ငငဲကြလိမဲလို့လာဟုတ်ပါတယ်တိုင်ဆန်ကအေးအေးဆက်ဆက်မျက်လုံးတွေနဲ့ကြည့်ပြီးအသက်ရှင်နေစဲမှာပဲအဖြစ်ခံထားတာပိုကောင်းပါတယ်လို့ပြောပြီးဒရိုက်တာနဲ့အခြေအနေဘလို့လဲလို့မေးခွန်းထုတ်လိုက်တဲ့အခါအာဟာရမူခမထိတ်လန့်သွားပါတော့တယ်နောက်ဆုံးမှာတော့တိုင်ဆန်ကဒရိုက်တာရုံးခန်းထဲအထိအပြည့်အပြည့်ဝင်းသွားပါတယ်ဒရိုက်တာကတိုင်ဆန်လေးလိုဟန်ဆောင်အပြုံးနဲ့မေးတော့တိုင်ဆန်ကအတန်ကျဲကျဲနဲ့ကျွန်တော်အသားကြားခြင်းတယ်ကျွန်တော်တယောက်တည်းမဟုတ်ဘူးတကြောင်းလုံးကကြောင်းသားတွေအသားကြားခြင်းတာခမရဲ့အပျော်အပါအာဟာရမူကကြောင်းသားတွေတစ်နှစ်ကိုပေးထားရတာဝန်3000မှလားကိုဘလို့သုံးအလွဲထုံးစားနေတာကိုကျွန်တော်သိတယ်လို့အပြစ်တက်ပြောချလိုက်ပါပြီတိုင်ဆန်ကဒရိုက်တာကိုကျောင်းသားတွေစီကထမင်းဖို့ဝန်3000မှလာယူပြီးခွေးစာထက်စိုးတွေကျွေးနေတာရဲတိုင်ရမလားလို့ပွင့်ပွင့်လင်းလင်းချင်းချောက်လိုက်ပါတယ်ဒရိုက်တာကမင်းစကားကိုစင်ကျင်ပြောစမ်းလို့ဒေါသဒီနဲ့ပြောပေနဲ့တိုင်ဆန်ကတော့အေးဆေးပါပဲသူကဟောင်ဆန်ဟန်ဥမှုကိုဖြီးရှင်းဖို့ရှေ့နေခေကိုဝန်တန်း900ရဲ့မြန်မာမီ3,500ခန့်တောင်သုံးထားတဲ့သူဆိုတော့ဒီဒရိုက်တာလောက်ကိုတော့အိတ်ကထဲထည့်ထားတယ်လို့ပါပဲဒရိုက်တာကတိုင်ဆန်ထွက်သွားတာနဲ့ကျောင်းအုပ်ကျင်ဒီကိုအပြေးအလွှာခေါ်ခိုင်းပြီးပြရခတ်နေပါတော့တယ်တိုင်ဆန်ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်ကျောင်းသားတွေခွေးစာထက်စိုးတာတွေမစားရဘူးနဲ့ကျောင်းကအကျင့်ပြက်ချက်လင်းစားမှုကိုအမြင့်တက်ဖို့ပါဒါပေမဲ့တစ်ဖက်မှာတော့ပူပြီးကြောက်စရာကောင်းတဲ့အကွက်တွေပေါ်လာပြီဗျလက်မင်းသားတဲ့ညတညမှာလူမိုက်ဂွိုင်းစားတွေဝိုင်းတော့ပြီးတိုင်ပင်နေကြတယ်အဲ့ဒီအထက်တန်းကျောင်းသားလေးကိုအစဖျောက်လိုက်ငုံပစ်လိုက်ဆိုပြီးဂွိုင်းစားခေါင်းဆောင်ကြီးကအမိန်ပေးလိုက်တာပါဒီကောင်လေးကိုတကြီးတေချာကိုင်းရွယ်နိုင်ရင်စုကြီး30ပေးမယ်လို့ပြောလိုက်တော့တပည့်တွေကပျော်သွားကြတာကိုခေါင်းဆောင်ကြီးကတော့တိုင်ဆန်ရဲ့နာမည်ကိုအန်ကြီးခေါ်မိမင်းကောင်ကတေချာပေါက်တတ်မယ်လို့ကြုံဝါနေပါတယ်ဒီလူကအမတ်ဟောင်နဲ့ပတ်သက်တဲ့သူလားဒါမှမဟုတ်ဒရိုက်တာနဲ့ပတ်သက်တဲ့သူလားဆိုတာကိုစောင့်ကြည့်ရမှာပါနောက်နေ့ကျောင်းရောက်တော့ဆရာတယောက်ကအတန်းထဲကိုအမောတကပြေးဝင်လာပြီးတိုင်ဆန်ကိုအော်ခေါ်ပါတယ်ဆရာလက်ထဲမှာတော့စားမေးပွဲအမတ်စင်းကြီးကိုကင်ပြီးတကူလုံးချွေးပြန်လို့တိုင်ဆန်မင်းဘာတွေလုပ်လိုက်တာလဲဆရာကန်လက်ထဲကအမတ်စရင်ကိုကြည့်ပြီးအတန်းလုံးစွန့်အားသွားကြပါတယ်တိုင်ဆန်ကဘာသာဆောင်အမတ်ပြေ perfect score ရသွားတာကိုတငယ်ချင်းတွေဖြစ်တဲ့ဟူနဲနဲ့ဒူးယောင်တို့ကဆရာဒါမဖြစ်နိုင်ဘူးသူခိုးချတာနေမှာစစ်ဆေးပေးပါအောင်ဆိုပြီးမနာလို့ဖြစ်ကဝိုင်းអော်ကြတာပေါ့တိုင်ဆန်ကတော့စိတ်ထဲကနေဒီမြောက်ဝန်တွေမင်းတို့ကတော့တေပြီးမှပြန်ရှင်းလာမှငါတော့တော်မှာกว่าလို့ဆဲနေပြီမယ်အပြင်မှာတော့အေးဆေးပါပဲဆရာကကဲတိုင်ဆန်မင်းအမတ်ကြီးရတာကိုအားလုံးကိုရှင်းပြပါဦးလို့ပြောလိုက်တဲ့အခါတိုင်ဆန်ကကောင်းကင်ကိုလက်ညှိုးထိုးပြီးဒီနေ့အတန်းလုံးကိုကျွန်တော်ပီဇာကျွေးပါမယ်လို့ကြေညာလိုက်ပါတယ်ပီဇာကျွေးမယ်ဆိုတော့မှဟူနယ်နဲ့ဒူးယောင်တို့ကချက်ချင်းလေသံပြောင်းသွားပြီးတိုင်ဆန်ကတကယ်တော့အရန်တော်တာပါဝရိယရှိတဲ့နေရာမှာသူ့ကိုဘယ်သူမှမမြင်ဘူးလို့ဖားကြရတာပေါ့ဘုံစုကလည်းခေါင်းထိခိုက်သွားပြီးမှတိုင်ဆန်ကပိုလင်းလဲသွားတာပဲလို့တောင်အမွှန်းတင်လိုက်ပါသေးတယ်ကျောင်းထမင်းစားကန်းမှာလည်းအခြေအနေတွေ180ဒီဂရီပြောင်းလဲသွားပါပြီဒရိုက်တာနဲ့အာဟာရမူကိုကြောက်သွားပြီးအခုဆိုရင်ထမင်းပန်းထဲမှာကြက်သားတုံးကြီးတွေနဲ့အရေးအသွေးမင်းဟင်းလျာတွေအပြည့်ပါလာပါပြီကျောင်းသား1500ကျော်ဟာအရသာရှိတဲ့ထမင်းကိုစားရလို့တိုင်ဆန်ကိုရောအာဟာရမူကိုပါကျေးဇူးတင်နေကြတာပေါ့နောက်ဆုံးမှာတော့တိုင်ဆန်ရဲ့အတန်းလုံးပီဇာဆိုင်ကိုရောက်သွားကြပါတယ်ဆိုင်ရှင်တန်တီတောင်အံ့ဩရတဲ့အထိပီဇာအကျူးဆုံးစိုက်တွေကိုအလူအယံမာနေကြတာဗျဘသူကပတ်စံရှင်းမှလဲလို့အန်ဒီကမေးတော့အားလုံးကဝိုင်းអော်ကြပါတယ်ဟိုးထိတ်ဆုံးကထိုင်နေတဲ့ကြောင်တိုင်ဆန်ပါလို့ပီဇာဆိုင်ရှင်အန်ဒီကြီးကတိုင်ဆန်ကိုမြင်တာနဲ့အော်တိုင်ဆန်ကိုကျောင်းမှာနင်းကြောင်အေးချမ်းသွားတယ်ဆိုတဲ့သတင်းကြားတာတယ်လို့ချီးကျူးနေပါတယ်တိုင်ဆန်ကတော့စိတ်ထဲကနေဒီနေ့တင်စတော့ကနေ1ဘီလီယံကျော်မြတ်ထားတာပဲပီဇာဖို့လောက်ကတော့အေးဆေးပေါ့ဆိုပြီးစိန်ကြနေတာပေါ့အဲ့ဒီအချိန်မှာပဲရွှေဘိုရောင်စပီးနဲ့အရန်လာတဲ့မိန်းလေးတယောက်တိုင်ဆန်ရှေ့ကိုရောက်လာပါတယ်သူမကလက်ကိုခါထောက်ပြီးနင်ဒုတိယနဲ့ကြောင်းတာမဟုတ်လားဖုန်းနံပါတ်ပေးစမ်းပါလို့တဲ့တို့ကြီးလာတောင်းပါလေရောတိုင်ဆန်ကတော့ယာရင်းကိုသစ္စာရှိခြင်းကြကြောင်း sorry ပဲငါ့မှာစိတ်ဝင်စားနေတဲ့သူရှိပြီးသားလို့ညင်းလိုက်ပေမဲ့အဲ့ဒီမိန်းကလေးကမလျော့ပဲအဲ့ဒါဆိုရီးစားမရှိသေးဘူးပေါ့ပေးပါဆိုလို့အတင်းဆိုတောင်းနေတာပါတိုင်ဆန်ကဒီကောင်မလေးဘာဖြစ်နေတာလဲလို့တွေးရင်သူ့ရဲ့ရင်ကျိုးနာမည်ကတ်ကိုကြည့်လိုက်မိတဲ့အခါမှာတော့ Kim Syria နဲ့တိုင်ဆန်မဲလုံးတွေပြူးထသွားပါပြီဘာလို့လဲဆိုတော့သူတီးထားတဲ့အနာဂတ်မှာ Kim Syrian ဆိုတာကိုရီးယားရဲ့နာမည်ကြီး idol အဖွဲ့ဖြစ်တဲ့ FOB ရဲ့ center K-pop လောကရဲ့ထိပ်တန်း top star ကြီးဖြစ်လာမဲ့သူကို
အခုသူ့ရှိမှာရှိနေတာကအနာဂတ်ရဲ့ကဘာကျော်ကျဲပွင့်ကြည့်ဗျတိုင်ဆန်ခင်ဗျာရင်တွေတုံပြီးဒါအိမ်မက်လာတကယ်လားဆိုပြီးတတွေးတွေတောင်မြုံနေရပါတယ်တစ်ဖက်မှာလည်းတိုင်ဆန်ရဲ့တငယ်ချင်း၄ယောက်ကတော့ဒီကောင်မလေးချောလေးတွေနဲ့ပဲတွေ့နေရတာဆိုပြီးမနာလိုဖက်ကတိုင်ဆန်ကိုဝိုင်းထိုးကြည့်နေကြပါပြီစီရီယန်ကတော့တိုင်ဆန်ကိုစိုက်ကြည့်ရင်းနဲ့ဘလောက်ထိစောင့်ခိုင်းအောင်မလဲလို့ပြုံးစီစီနဲ့မင်းနေပါတယ်ပီဇာဆိုင်ထဲမှာစီရီယန်ကတိုင်ဆန်ကိုဖုန်းနံပါတ်အတင်းတောင်းနေတုန်းပဲကျောင်းတိုင်ဆန်လို့အတန်နဲ့အတူယာရင်းရောက်လာတော့ပါတယ်တိုင်ဆန်ခမမျက်လုံးပြူပါဇက်အဟောင်းစားနဲ့ဘာလို့အခုမှလာဆုံရတာလဲဆိုပြီးကဘာပြတ်မတက်ထိတ်လန့်သွားတာပေါ့စီရီယန်ကတော့ဘာမှမဖြစ်တယ်လို့ယာရင်းကိုစီနီရာယာရင်းလို့အေးဆေးနှုတ်ဆက်လိုက်ပါတယ်ယာရင်းခမတိုင်ဆန်ကနေနေ့တိုင်းစားတွေပို့အားပေးစကားတွေပြောနေတာကိုသဘောကျနေတာကအခုတခြားမိန်းကလေးတစ်ယောက်နဲ့တပူးတွေးလိုက်ရတော့စိတ်ထဲမှာတော်တော်လေးစွန့်နာသွားပုံရတယ်ဗျအဲ့ဒီအချိန်မှာပဲယာရင်းရဲ့တငယ်ချင်းမတွေခက်တဲ့ရောင်နဲ့စီအိုရာတို့ကရောက်လာပြီးတိုင်ဆန်ကိုဝိုင်းစားကြတာပေါ့ဟဲယာရင်းရဲ့အတိကဒီလောက်တောင်ချောတာလားဘလလည်းအမိုက်စားပဲဆိုပြီးတိုင်ဆန်ကိုဝိုင်းတို့ထိစနှောင်နေကြတာတငယ်ချင်းတစ်ယောက်ကလည်းဟေ့ကောင်တွေဒီမိန်းကလေးကမိန်းကလေးเจ้าမှာအမှတ်အများဆုံးရတဲ့ယာရင်းလေးတိုင်ဆန်ကလည်းငါတို့เจ้าမှာအမှတ်ပြရထားတာဆိုတော့သူတို့ကတကယ်ဖူးစာရင်တွေပဲလို့ပြောလိုက်တဲ့အခါပီဇာဆိုင်တစ်ခုလုံးဟိုလေးတကြုံဖဲသွားပါတယ်တိုင်ဆန်ကစိတ်ကိုထိန်းပြီးယာရင်းကိုနင်းလက်ပီဇာလာစားတာလားလို့အောင်မြင်သူတယောက်ရဲ့အပြုံမျိုးနဲ့မေးလိုက်ပါတယ်အဲ့ဒီမှာယာရင်းရဲ့တနေချင်းမာဒီကတိုင်ဆန်ကိုအနာကပ်ပြီးတိုးလေးမေးလိုက်တာကတိုင်ဆန်ကိုရောယာရင်းကိုပါကြောက်ရွံ့ဖြစ်သွားစေပါတယ်နေပါဦးနင်းရဲ့ crash ကယာရင်းမဟုတ်လားတိုင်ဆန်ခမပါဇာကြီးအဟောင်းစားနဲ့ဘာပြင်ပြောရမယ်မသိဖြစ်နေတော့ပဲစီရီယန်ကလည်းတတိပေးတဲ့အနေနဲ့ပခေါင်းကိုတွန်းလိုက်ပါသေးတယ်တဖန်မှလည်းယာရင်းခမရှက်လွန်လော်မျက်လာကြီးနီမန်းပြီးဝိညာဉ်တောင်လွင့်သွားမတတ်ဖြစ်နေပါပြီပီဇာဆိုင်ထဲမှာအခြေအနေကတကယ်ကိုတင်းမာနေပါတယ်စီရီယန်ကတိုင်ဆန်ကိုတူမရဲ့တိုက်ဖြစ်တယ်လို့အားလုံးရှေ့မှာဝင့်ခံလိုက်ပြီးတိုင်ဆန်ရဲ့အရက်အယောင်နဲ့ရုပ်ရည်ကိုလက်နဲ့လိုက်တိုင်းပြီးချီးကျူးနေကြတော့တိုင်ဆန်သမားချွေးပြန်နေရပါတယ်ယာရင်ကတော့အစပိုင်းမှာမှိုင်တွင်နေပြီးဝဲရုတ်တရက်နတ်မြမီလေးတစ်စောင်းစဉ်းတတ်လာတယ်လို့မျိုးအလွန်လှပပြီးတောက်ပတဲ့အပြိုးနဲ့မော့ကြည့်လာပါတယ်သူမကနားလဲအလိုပဲထင်တယ်လို့ပြောလိုက်ပြီးတိုင်ဆန်ရဲ့ဘေးနားကိုချစ်သူတယောက်လိုမျိုးအပိုင်စီးတဲ့အမူအရာနဲ့ရှောက်လန်းလာပါတော့တယ်ဒါဟာတိုင်ဆန်ကိုသူမအပိုင်လိုငယ်မြင်မှတားလိုက်တာပါပဲစီရီယန်ကလည်းမလျော့ပါဘူးသူမကယာရင်ကိုစိုက်ကြည့်ရင်းနဲ့ငါတို့တရားမျှတစွာရင်ဆိုင်ကြမယ်လို့စိန်ခေါ်လိုက်ပါတယ်တိုင်ဆန်ကတော့မိန်းကလေးနှင်းအောင်ကြားမှာဘာလို့ရမယ်မသိပဲဒီနေ့ကဘလို့နှိမျိုးလဲဆိုပြီးအော်ဟစ်ချင်စိတ်တောင်ပေါက်နေရှာပါတယ်အရှုပ်တပုံကအလီမာတွေမပြီးသေးပါဘူးစီရီယန်ကတေတို့ကြီးထပ်မေးလိုက်ပြန်ပါတယ်တိုင်ဆန်နင်ယာရင်ရဲ့ဖုန်းနံပါတ်ကိုသိတာမဟုတ်လားအဲ့ဒါဆိုငါကိုလည်းပေးရမယ်လေအဲ့ဒါမှတရားမှာပေါ့တဲ့တိုင်ဆန်အကက်ရိုက်နေတော့ပဲအန်အိုးစီယာကောင်းတာကယာရင်ကိုတိုင်းကပေးလိုက်ပါတိုင်ဆန်လို့ခွင့်ပြုလိုက်တာပါဒါဟာယာရင်ကသူမကိုသူမယုံကြည်မှုရှိနဲ့စီရီယန်ကိုပြန်စင်ခေါ်လိုက်တာမျိုးလည်းဖြစ်နိုင်တယ်လို့တိုင်ဆန်ကိုစိတ်သွားစွာတာလည်းဖြစ်နိုင်ပါတယ်တိုင်ဆန်ကသူ့ရှေ့မှာလက်သေးတွေထုတ်ပြီးအချင်းချင်းဟိန်းဟောင်နေကြတဲ့မိန်းကလေးနှစ်ယောက်ကိုကြည့်ပြီးဒါဟာမင်းကလေးတွေရဲ့ဂုဏ်သိက္ခာတဲ့တဏှာရတိုက်ပွဲပဲလို့တွေးနေပါတယ်တိုင်ဆန်ကတော့နောက်ဆုံးမှာဆုံးဖြတ်ချက်ပြက်ပြားနာနဲ့စီရီယန်ရဲ့ဖုန်းထဲကိုသူ့နံပါတ်ရိုက်ထည့်ပေးလိုက်ပါတယ်တစ်ဖက်မှာယာရင်ကတော့သူ့ပြိုင်ဘက်ကိုအကဲခတ်နေစားတယ်လို့စီရီယန်ကလည်းတိုင်ဆန်နံပါတ်ရိုက်ထည့်ပေးနေတာကိုကြည့်ပြီးနင်းနဲ့တော့ရှက်သွေးဖြာနေပါတယ်တိုင်ဆန်ကတော့စိတ်ထဲမှာဘဲဘက်မှာကအချစ်ဦးညာဘက်မှာကအနာဂတ်စူပါစတာငါဘဝကတော့တကယ်ဒရာမာကားအကိုင်းပဲဟေ့ဆိုပြီးကျေနပ်နေရှာပါတယ်သူ့တငယ်ချင်းတွေကတော့မနာလိုလုံးလို့တိုင်ဆန်နာမည်ကိုအိုဟစ်ဆဲဆိုနေကြတာပီဇာဆိုင်တစ်ခုလုံးစူညံ့နေတာပဲဒါပေမဲ့ဒီသတင်းကမကြခင်မှာပဲဖုံးကြောက်တနေရာကိုရောက်သွားပါတယ်အဲ့ဒါကတော့နပန်းဝက်စလင်လေဂျင်ခန်တစ်ခုပါအဲ့ဒီမှာအရက်အယောင်ထွားနဲ့တကိုယ်လုံးအစီပင်ဒီနဲ့ဗလတောင့်တင်းလာတဲ့လူတန်းကြီးတယောက်ရှိနေပါတယ်သူကဖုံးလက်ခံရရှိပြီးတဲ့နောက်ဒေါသတွေပေါက်ကွဲထွက်လာပါတယ်သူ့ရဲ့နီးပြကလာသားတာကိုမကယူးဆိုင်ပဲနီးပြပါကင်ပေါက်ပစ်လိုက်တဲ့အထိယူးနေတာပါသူကအပေါ်ပိုင်းဗလာချင်းပြီးချွေးတွေတွေတွေထွက်လာတဲ့အထိအားရပါရဟင်းဟောက်လိုက်ပါတယ်။ကျောင်းတိုင်ဆန်မင်းကငါတေချာပေါက်တက်ပစ်မဲတယ်။ဒီလူဟာဟောင်ဆန်ရန်ရဲ့လူလားဒါမှမဟုတ်ယာရင်ကိုကြိုက်နေတဲ့နပန်းသမီးလားဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါပြီ။တိုင်ဆန်ကတော့သူ့ကိုရန်ပြုမဲ့အန်ရွယ်တွေကိုမသိသေးပဲမိသားစုကိုအချိန်ပေးနေပါတယ်။သူ stock ကနေရထားတဲ့ပတ်စံတွေနဲ့အဖေဖြစ်တဲ့သူ့အတွက်ကားတဲ့အဆက်ဆက်တစ်ခါဝဲပေးလိုက်တာပေါ့။ညီကိုတွေအကုန်လုံးနဲ့အန်အောဝမ်းသာထင်နေကြသလိုအဖေအတွက်တင်မဟုတ်ပဲလူတိုင်းရဲ့အတွက်လိုချင်တဲ့ဟာတွေကိုစိတ်ကြိုက်ဝယ်ပေးလိုက်ပါတယ်
ပတ်စံရှိရင်အရာရာပြည့်စုံတာပဲဆိုပြီးတိုင်ဆန်းကပျော်ရွှင်နေတာပေါ့ တန်ဆန်ကတော့အခုဆိုမိဘအိမ်ကနေခွေးထွက်ပြီးတယောက်တည်းလွတ်လွတ်လပ်လပ်နေထိုင်နေပါပြီ။ကျောင်းကိုလည်းခက်ကြေးကြေးပြီးတက်တော်ပြီးအချိန်အများစုကိုစတော့ကစားရင်အသမချနေတာပေါ့။ဒီနေ့တရက်ထဲတွင်သူရှာလိုက်တဲ့အမြက်က1.9 ဘီလီယံမြန်မာငွေ3,900ခန့်အောင်ရှိနေပါပြီ။မနက်ဖြန်ဆိုရင်9ဘီလီယံအထိတက်လာအောင်မယ်လို့သူခံမှန်းထားတယ်။တိုင်ဆန်က2009ခုနှစ်မှာဖြစ်ပေါ်လာမယ်ကမ္ဘာစီးပွားရေးအကျပ်တဲ့ subprime mortgage crisis ကိုအခွင့်ကောင်းယူပြီးပိုပြီးကြွယ်ဝလာဖို့အဆောင်ဆိုင်နေတာမှာနောက်နေ့မနေ့ကြောင်းတက်ပြီးအပြန်မှာတော့တိုင်ဆန်တယောက်အေးစစ်စစ်အိမ်ပြန်မှုဖြစ်နေတော့အတန်းဖို့တွေကဟေးအမှန်အများဆုံးရတယ်လူကြီးအိမ်ပြန်တော့မလို့လားလူစနောက်နှုတ်ဆက်ကြပါတယ်တိုင်ဆန်လည်းပျော်ပျော်ပါပါပဲပြန်လာခဲ့တာပေါ့ဒါပေမဲ့လမ်းကူလက်မှာတော့ပြဿနာကဆောင်နေပါတယ်တိုင်ဆန်နဲ့အတူပါလာတဲ့ချောင်စုကရုတ်တရက်ရပ်တန့်သွားပြီးမျက်နှာပြတ်သွားပါတယ်လမ်းလယ်မှာစက်မှုအထက်တန်းကျောင်း Industrial High School ကလူမိုက်9ယောက်ကလမ်းပိတ်ပြီးစောင့်နေတာဗျာသူတို့က Train Huan ရဲ့ဂုဏ်ဝင်နေပါလူမိုက်တွေကဝါဝါကောင်ကတိုင်ဆန်ကုန်ဟေးကောင်ကျောင်းတိုင်ဆန်မင်းလားဆိုပြီးရန်စားတဲ့ပုံစံနဲ့လမ်းခေါ်ပါတယ်တိုင်ဆန်ရဲ့တငယ်ချင်းတွေကတော့ကြောက်လန့်ပြီးချွေးပြန်နေကြပြီမယ်တိုင်ဆန်ကတော့ခက်အေးအေးပဲပြုံးပြီးဒါဘဒူတွေငါတို့ဒီလိုလားလို့ပြန်ပေးလိုက်ပါတယ်လူမိုက်တွေကတိုင်ဆန်ရဲ့ရဲတင်းမီကိုရဲမောလိုက်ပြီးမင်းငါတို့နောက်ကိုမြင်မြန်လိုက်ခေးစံခွေးကောင်လို့ချင်းချောက်လိုက်တဲ့အခါမှာတော့တိုင်ဆန်ကသဘောပေါက်သွားပါတယ်ဒီလူတွေကိုစကားနဲ့ပြောလို့ရမှာမဟုတ်ဘူးလက်တွေ့ပညာဖေးဖို့အချင်းတန်ပြီးဆိုတာကိုပေါ့တိုင်ဆန်ကသူ့တငယ်ချင်းတွေကိုအန်ဒီရဲ့ကင်းအောင်အိမ်ပြန်ခိုင်းပြီးမြင်ဒိုးကြောင်ဂျောင်စုနဲ့ကြံတဲ့တငယ်ချင်းတွေကတော့တိုင်ဆန်ကိုတယောက်သေးပြစ်မထားခဲ့ကြပါဘူးငါတို့လဲလိုက်မယ်ဟဲ့ပြီးရင်ပီဇာပြန်ကျွေးအောင်ဆိုပြီးနောက်ပြောင်ရင်တိုင်ဆန်ဘက်ကနေရဲရဲဝုံဝုံရက်တီဖေးကြတာကြောင့်တိုင်ဆန်တယောက်တော်တော်လေးစိတ်လှရှားပြီးဝမ်းသာသွားရပါတယ်သူတို့အဖွဲ့ဟာလူမိုက်ခေါင်းဆောင်ချွေဟူဝန်ရှိရာလိုင်းကြားလေးတွေကိုရောက်သွားကြပါတယ်ဟူဝန်ကတော့တပည့်တွေအလေးမှာဆေးရာကြီးစတိုင်းနဲ့ထိုင်နေပြီးတိုင်ဆန်ကိုမြင်တာနဲ့ဒီကျွတ်ဆူကိုခေါ်လာပြီလားဆိုပြီးအထင်သေးစွာဆဲဆိုပါတော့တယ်မင်းဒီနေ့ဒီနေရာကနေအသက်ရှင်လျက်ထွက်သွားရမှာမဟုတ်ဘူးလို့ကြုံးဝနေပြီမဲ့တိုင်ဆန်ကတော့အေးစီပါပဲတိုင်ဆန်ကတိုင်းပညာကိုလေ့ကျင့်ထားလို့သူ့ရဲ့အာရုံခံစားမှုကတအားထက်မြက်နေတာပေါ့ဒီနေရာမှာရှိနေတဲ့မကောင်းတဲ့စွမ်းအင်တွေနဲ့တွင်းနီးတဲ့တွေကိုသူခံစားမိတာပေါ့သူကပြုံးပြီးလူမိုက်တွေကိုနောင်တက်ရဟိုအချင်းပြီးပါသေးတယ်ဒီဘဝကတူတူပါကွာဘာလို့အသေးဖြင့်မရှိတာတွေနဲ့အချင်းဖြုံးနေကြတာလဲလို့ပြောလိုက်တော့လူမိုက်တွေကတိုင်ဆန်ကိုယူနေတယ်လို့ထင်ပြီးလောင်းရဲကြပါတယ်အဲ့ဒီမှာတိုင်ဆန်ရဲ့ဥပဒေဆရာကြီးပုံစံပြန်ထွက်ပါပြီရာဇသက်ကြီးဥပဒေပုံမှာ260တဲ့အစဥစုဖွဲ့ပြီးဖြစ်စေတဦးချင်းစီဖြစ်စေလက်နက်ကင်ပြီးတယောက်တဲ့နေရာကိုတန်ရရအောင်ကျမ်းမာရေးထိကြိုက်အောင်လုပ်တာဟာရာဇဝတ်တို့မြောက်တယ်ဆိုပြီးဥပဒေပုံမှာတွေကိုရွတ်ပြလိုက်တဲ့အခါလူမိုက်တွေခင်ဗျာကြောင်အန်းနဲ့ဒါဘာတွေလာပြောနေရလဲဆိုပြီးတယောက်မျက်နှာတယောက်ကြည့်ကုန်ကြတော့ပါတိုင်ဆန်ကလူမိုက်တွေကိုဖြုံးတဲ့အမူအရာမပြဘဲနဲ့ငါမှအရင်ကတည်းကဦးနောက်ထိကြိုက်ထားတဲ့တန်းရရှိပဲမင်းတို့ငါကိုထိုးလို့နှာခေါင်းသွေးရွေယုံတန်းဆိုရင်အ ਨੇ ဆုံးထောင်တန်းတစ်နှစ်ကြာမယ်ပြီးတော့ငါက VIP အခန်းမှာဈေးကူမှာဆိုတော့မင်းတို့မိဘတွေပတ်စံအများကြီးရော်ရလိမ့်မယ်လို့အေးအေးဆေးဆေးချင်းချောက်လိုက်ပါတယ်ဒါပေမဲ့ဒီလူမိုက်တွေကတော့အထင်သေးစွာနဲ့ငါတို့ကအရွယ်မရောက်နေတဲ့သူတွေကွာဘာရာဇဝတ်ကိုကျူးလင်းဒန်ဝေးဆောင်ပြီးပြန်လွတ်မှာပဲဆိုပြီးတိုင်ဆန်ကိုဝိုင်းတိုက်ဖို့ပြင်ကြပါတယ်တိုင်ဆန်ကတော့စိတ်ထဲကနေကိုရီးယားဥပဒေရဲ့အားနည်းချက်ကိုအသုံးချနေကြတာပေါ့လေနေအောင်ပေါ့မင်းတို့ကိုမြေလန်းကျွတ်မယ်လို့ကြုံဝလိုက်ပါတယ်လူမိုက်ခေါင်းဆောင်ကတပ်ဖြစ်ကြဆန်လို့အမိန့်ပေးလိုက်တာနဲ့တန်တုတ်တွေတန်ဖြက်စီတွေကင်ထားတဲ့လူမိုက်တွေတိုင်ဆန်စီကိုပြေးဝင်လာကြပါတယ်တိုင်ဆန်ကသူ့တငယ်ချင်းတွေကိုအနောက်ဆုတ်ကြလို့အော်ပြောပြီးရုတ်တရက်ဆိုတာတလို့သူကိုယ်တိုင်ကတော့မြေကြီးပေါ်ကိုချော်လဲဟန်ဆောင်ပြီးလဲကျသွားပါတော့တယ်လူမိုက်တွေကတိုင်ဆန်လဲကျသွားတာကိုအခွင့်ကောင်းယူပြီးတန်တုတ်တွေနဲ့ဝိုင်းရိုက်ဖို့ခုံအုပ်လိုက်ကြပါတယ်သူကြီးတွေထွက်သွားတွေကြွက်ထွက်ကုန်တဲ့အထိအခြေအနေကကြောက်စရာကောင်းနေပါတယ်တကယ်တမ်းလို့ဒါကတိုင်ဆန်ရဲ့အကွက်ပါသူကကိုထီလက်ရွက်ပြန်မတိုက်ပဲသူတို့ကိုဥစွန်ဖွေကိုထီလက်ရွက်ကျူးလင်မှုဆိုတဲ့ထောင်းချောက်ထဲကိုအမိအကျဆွဲသွင်းလိုက်တာပဲဖြစ်ပါတယ်တန်တုတ်တွေနဲ့ရိုက်ဖို့ခုံအုပ်လိုက်တဲ့လူမိုက်နှင်းယောက်ကိုတိုင်ဆန်ကလဲကျနေရကနေပဲခြေတန်းရှည်အီးနဲ့ကန်ထိုလန်တာတယောက်ဆိုမြေရောက်သွေးထွက်ပြီးသွားပါကြွက်ထွက်သွားပါတယ်တိုင်ဆန်ကဝတ်မွန်ကူးတယ်လို့မျိုးလေထဲကိုခုံရောက်တက်ပြီးတယောက်ပြီးတယောက်ကိုလက်သေးရောခြေတောင်ရောသုံးပြီးပြင်ညာပေးလိုက်တာလူမိုက်တွေသွေးအန်ကုန်ကြပါတော့တယ်မင်းတို့ကငါ့ကိုကြောက်အောင်လုပ်နေတာလားကစားပွဲကစားနေတာလားလို့မင်းတိုင်ဆန်ကခအေးပဲနှခုံးကိုပွက်ပြီးမြင်မြလုကြပါအောင်ငါဗိုက်စာနေပြီလို့တောင်းရန်စားလိုက်ပါသေးတယ်လူမိုက်ခေါင်းဆောင်ယူဝမ်ကတော့မကျေနပ်ပဲတက်ပြကြစမ်းလို့ထပ်អော်ပြီးမဲ့တိုင်ဆန်ကတော့ရုပ်ရှင်တွေကမင်းသားကြီးလိုပါပဲမင်းတို့ရုပ်ရှင်တူဘူးလားဇက်လိုက်မင်းသားကလူမိုက်တွေလက်ထဲမှာအရှုံးပေးဘူးလားလူပြောရင်လက်သေးတစ်ချက်စင်းစီနဲ့ရုပ်ပြက်စင်းပြက်ဖြစ်အောင်ထိုးနှက်လိုက်ပါတယ်တိုင်ဆန်ကသူ့ကိုယ်သူဒီနေပြောရဇက်လိုက်မင်းသားလို့တောင်းချွေးကွာလိုက်ပါသေးတယ်တိုင်ဆန်ရဲ့တငယ်ချင်းတွေဆိုရင်ပါဇက်အဟောင်းသားနဲ့အမလေးငေါတငယ်ချင်းတကယ်တော်တာပဲဆိုပြီးအန်အိုးပဒန်းကြည်နေကြတာပေါ့န
နောက်ဆုံးမှာတော့တိုင်ဆန်ကတယောက်ထဲနဲ့လူမိုက်ဥစုတစုလုံးကိုအလဲထိုးပစ်လိုက်ပြီးသူတို့ကိုအစုလိုက်အပုံလိုက်ဖြစ်သွားအောင်လုပ်လိုက်တာပါအခုတော့လူမိုက်ခေါင်းဆောင်ကြီးပဲကြံပါတော့တယ်သူဟာတုံလို့6ချားစွာနဲ့ဒီကောင်ဘသူလဲလို့တွေးပြီးကြောက်လန့်နေပါပြီသူတပည့်တွေကတော့မြေကြီးပေါ်မှာ3လုံးပတ်လန့်နဲ့ဖျားတယ်နေကြရချပါတယ်တိုင်ဆန်ကလူမိုက်တွေကိုအလဲထိုးပြီးတာနဲ့သူ့တငယ်ချင်းတွေကိုအချက်ချင်းအမိန့်ပေးလိုက်ပါတယ်တစ်နစ်ရဲနဲ့တစ်ကိုလူနာတင်ကားကိုအခုချက်ချင်းဖုံးဆက်ကြငါတို့တငယ်ချင်းတွေလူမိုက်ဥစုရဲ့ဝိုင်းဝန်းတိုက်ခိုက်နေတာခဲနေရတယ်လို့တိုက်လိုက်တယ်တငယ်ချင်းတွေကဟင်ငါတို့ကသူတို့ကိုပြင်ထိုးတာလေလူချောင်းတောင်မေးတော့မှတိုင်ဆန်ကကိုပိုင်ခံခွင့်ပိုင်ခွင့် self defense အကွက်ကိုသုံးဖို့ပြင်လိုက်တာပါအဲ့ဒီအချိန်မှာလူမိုက်ခေါင်းဆောင်ကမကျေနပ်ပဲအင်ဂျီကြတာကနေဓာတ်တစ်ချောင်းကိုထုတ်ပြီးတိုင်ဆန်ကိုတပ်ဖို့ပြေးဝင်လာပါတယ်တိုင်ဆန်ကတော့ easy ပါပဲရှောင်းတီးလိုက်ပြီးအခြေခံခံချက်အနည်းငယ်တွေနဲ့တောင်အဲ့ဒီလူမိုက်ကိုလက်ကျိုးအောင်လုပ်ဖင်လိုက်ပါတယ်လူမိုက်ကြီးခင်ဗျာမြေကြီးပေါ်မှာလူးလိနေပြီးမင်းတကယ်ပါဘသူလဲလို့ကြောက်လန့်နေကြမင်းနေရရှာပါလေတိုင်ဆန်ကတော့ရှေ့နေကျိုးစီကိုဖုံးဆက်ပြီးကျွန်တော်ကိုလူတစုကဝိုင်းပတ်ဖို့ကြိုးစားနေတယ်ကူညီပါအောင်လို့တိုင်တန်းလိုက်သလိုလူမိုက်ခေါင်းဆောင်ကိုလည်းရည်ရွယ်ချက်ရှိလူတက်မှုဥစုဖွဲအကရန်ဖတ်မှုမင်းထောင်မှာအကြာကြီးနေရတော့မယ်ဆိုပြီးဥပဒေနဲ့ထပ်မံပိတ်ပင်လိုက်ပါတယ်လူမိုက်ကြီးခင်ဗျာတိုင်ဆန်ရဲ့ချက်တော့ကိုဖတ်ပြီးကျွန်တော်မားပါတယ်ခွင့်လွတ်ပေးပါလို့ငိုယိုတောင်းပန်ကြတဲ့အထိဖြစ်သွားတာပေါ့ညတော့ဒီသတင်းကရုတ်တန်လန်းဒီမှာကျောင်းသားလူမိုက်ဥစုကတာမန်ကျောင်းသားလေးတယောက်ကိုဝိုင်းဝန်းတပ်ဖြတ်ဖို့စူးစမ်းမှုဆိုပြီးတနိုင်ငံလုံးပြန်သွားကြပါတယ်တစ်ဖက်မှာလည်းဗီလာအင်ကြီးတစ်လုံးထဲမှာလူတယောက်က TV ကိုပိတ်ပြီးဒေါသတကြီးဆဲဆိုနေပါတယ်သူကဒီလူမိုက်တွေကိုဆေးလွတ်ထဲတဲ့နောက်ွယ်ကကြိုးကိုအင်းသူဟာသူကသူ့တပည့်ကို remote နဲ့လမ်းကောက်ကြည့်အသုံးမကျတဲ့ကောင်းတွေတည်င်းက TV အထိရောက်ကုန်ပြီဆိုပြီးပောက်ကွယ်နေပါတော့တယ်